ကျွန်တော်ရဲ့နာမည်ကတော့ရှာမင်းခက်ဖြစ်ပါတယ်ဒီ2021ဒေါ်လာစအာနာတိန်နဲ့နောက်ပိုင်းမှာဆိုရင်ကျွန်တော်ပညာရေးကအများကြီးဆုံးရှုံးခဲ့ရတယ်လို့ပြောလို့ရတယ်။ဘာလဲဆိုတော့ကျွန်တော်တို့ဒီချိန်မှာအာနာမရှိခဲ့ဘူးစစ်အာနာတိန်မခဲ့ဘူးဆိုရင်ကျွန်တော်တို့ဒီချိန်တက္ကသိုလ်ကျောင်းသားဘဝအခက်စားရမယ်ပေါ့နော်။ဒီလိုတက္ကသိုလ်ကျောင်းသားဘဝမှာကျွန်တော်ဘယ်လိုမျိုးရှိနေမလဲဆိုပြီးတော့ကောင်းမွန်အခက်အခဲမရှိဘဲနဲ့အေးအေးဆေးဆေးနဲ့တက်ရောက်ရမယ်အခွင့်အရေးရခဲ့မှာပေါ့နော်။အခုဒီမျိုးအချိန်မှာဆိုရင်ကျွန်တော်တို့ဆုံးရှုံးခဲ့ရဆိုရင်ကျွန်တော်အနေနဲ့ဆိုရင်တော့ဒီမှာ2 နှစ်လောက်ပညာရေးနာခဲ့တယ်။အဲ့တော့ဒီချိန်မှာအခုချိန်မှာတက္ကသိုလ်ကျောင်းသားဘဝခံစားမဲ့ဘဝမှာဒီလက်ရှိမှာတော့ဒီစီးပွားရေးအပိုင်းတို့ပညာရေးပိုင်းတို့အခက်အခဲတွေများစွာကြုံနေရတယ်ပေါ့နော်မဂရက်အကြောင်းမှာကားမွင်အပြင်ဖွဲ့စည်းရှိရပေါ့နော်ဒီလိုဖွဲ့စည်းမှာဘာမြင့်တင်ပေးလဲဆိုတော့ကျွန်တော်ရဲ့နေထိုင်မှု scale တွေတင်ပေးရပေါ့ဘယ်လိုနေထိုင်ရမလဲဒါမှမဟုတ်ဘယ်လိုမျိုးလုပ်ကိုင်ရမလဲကျွန်တော်လက်ရှိဒီကြောင်းပြီးသွားတယ်ဒါမှမဟုတ်အလုပ်ငန်းခွင်ဝင်မယ်ဆိုရင်အဲ့လုပ်ငန်းခွင်မှာဘယ်လိုမျိုးလှုပ်ဆောင်လို့ရမလဲဘယ်လိုပုံစံတွေလိုအပ်လဲဆိုတာကိုသူကရမီမျှဝေပေးရပါတော့အခုကျွန်တော်အကြောင်းမှဆိုရင်လူငယ်တယောက်ခေါင်းဆောင်မှုအရေးချင်းပေါ့နော်ဒီလိုခေါင်းဆောင်မှုအရေးချင်းရှိအောင်လို့ဆိုပြီးတော့လဲသူကတီချာပါတာရဲ့အနေနဲ့ထည့်ပေးတယ်အဲ့ဒီခေါင်းဆောင်မှုအပြင်ဒီလုပ်ငန်းခွင်ဝင်ပြီဆိုရင်ဘယ်လိုမျိုးတွေပုံစံတွေလှုပ်ဆောင်ရလဲဥပမာဒီ project ရေးဆွဲပေါ့နော်ဒီလိုမျိုး project တွေမှာဘယ်လိုမျိုးရေးဆွဲရလဲဆိုတာအတေးချာချာရှင်းပြတဲ့အတွက်ကျွန်တော်တကယ်လို့ဒီအထက်တန်းပြီးသွားရင်ဆိုရင်တော့မှသူတို့ပေါ့ကျွန်တော်လူငယ်တွေပေါ့လုံးဝအဆင်အထောက်အကူပြည့်စုံတဲ့ပညာရေးပိုင်းတွေမျှဝေပေးပေါ့နော်မှာတချို့ဆိုရင်ကြီးကြီးဖြေခွင့်ရတဲ့သူနဲ့ဖြေခွင့်မရတဲ့သူရှိရဲအဲကြီးကြီးဖြေခွင့်ရတဲ့သူထဲမှာလည်းထပ်ဆင့်ခွဲရှိသေးကြရပေါ့နော်တချို့က scholarship ဆိုတဲ့အရာပေါ့နော် GDP scholarship များတဲ့အတွက် university ဘဝကိုလည်းမရတဲ့သူတွေရှိရဲတချို့ကတော့ဒီတို့ရဲ့ရှောက်လာအောင်မြင်မှုတွေကြောင့်တချို့ဆို university တွားပြီးတော့ဒီအောင်မြင်မှုတွေရကြရပေါ့နော်ဒီတချို့ညာတော့တဲ့သူတွေနောက်ပိုင်းမှာဆိုရင်ဒီ migrate အကြောင်းပညာရေးပိုင်းမှာပြန်ပြီးတော့ volunteer အနေပဲဖြစ်ဒီမှာပဲရှိတဲ့လူငယ်တွေကူညီပေးတဲ့အဖွဲ့တွေမှာပြန်ပြီးတော့သူတို့ဝင်ရောက်ပြီးတော့ကူညီပေးကြတယ်ပေါ့နော်ဒီကျွန်တော်တို့အထောက်အထားမရှိတဲ့တွေပေါ့နော်ကျွန်တော်ဆိုတော့ပါဝင်ပေါ့နော်ဒီမျိုး GD ဘိုင်းမှာဒီကွန်မြားတွေကြတော့ဒီအထက်တန်း migrate ပညာရေးပေါ့နော်ဘယ်အစိုးရမှမထောက်ပံ့ခံတဲ့ပညာရေးပေါ့နော်ဒီထက်တန်းမှာကိုပဲကျွန်တော်ကအောင်မြင်ယူရတယ်ပြီးတဲ့အခါမှာကျွန်တော်ရဲ့ရှေ့ဆက်လမ်းမဲ့ဘဝတွေပျောက်ဆုံးကြရပါတော့တချို့ဆိုရင်ပျောက်ဆုံးတဲ့တွေရှိတယ်တချို့ကြလည်းကိုတက်ခဲ့တဲ့အကြောင်းဒါမှမဟုတ်ရင်တခြားလိုအပ်တဲ့နေရာတွေမှာလိုက်လံကူညီပေးကြတဲ့တွေရှိကြပါတော့ဒီပြည်သူမှာရှိတဲ့လူငယ်တွေကြတော့လည်းဘလောက်ပဲကိုကခက်ခဲနေပါစေပါတော့ဘဝအရှုံးမပေးပါနဲ့ပြီးတော့ကျွန်တော်တို့ဒီအချိန်လေးပဲပေါ့နော်ဒီအချိန်လေးပဲကျွန်တော်တို့ဒုက္ခဆိုတာရှိလာမယ်တကယ်တော့နောက်တစ်ချိန်မှာနိုင်ငံရေးပြီးသွားတယ်ကျွန်တော်ပြီးအောင်မြင်မှုတွေရတဲ့နောက်ပိုင်းမှာဆိုရင်ဒီလူတရားလည်းပို့ပြီးတော့ကောင်းမွန်ရှင်းလည်နိုင်မယ်လုံခြုံတဲ့ဘဝတွေလည်းပြန်လည်ပြီးရရှိနိုင်မယ်ပေါ့နော်အခုချိန်မှာဆိုရင်သူမြန်မာနိုင်ငံမှာကြားရတယ်ပေါ့နော်ဒီချိုးဆိုရင်ငွေစေပါ30ရာတို့မကောင်းတာပိုင်းညာလူငယ်တွေအများစုကဖန်တီးလာကြတယ်အဲ့လိုမျိုးလူငယ်တွေကြတော့လေကျွန်တော်ကဒီຢာတွေကိုကိုယ်တိုင်ဆုံးဖြတ်စေချင်တယ်ဒီຢာတွေကိုလုံးနေမှန်လားမှားလားခွဲခြားပြီးတော့ပုံမှုကောင်းမွန်တဲ့ဘဝကိုဖန်တီးဖို့အတွက်အားပြုစေချင်တယ်လို့ကျွန်တော်ဒီကနေ့တိုက်တွန်းချင်ပါဗျာ